ဟိုအားလုံးမင်္ဂလာပါကျွန်တော်ဒီကပြောပြပေးမှာเนาะဖုံးမှာကျညာတက်နေပိတ်ဖို့ပိတ်နေတွေပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့စတင်နဲ့ဝင်လိုက်ပါเนาะပုံရဲ့စတင်နဲ့ကိုဝင်ပြီးတော့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘယ်ထဲလဲဝင်ရမယ်ဆိုလို့ရှိရင်စတင်မှာစတင်ပြီးတော့ကျွန်တော်တို့ဒီထဲလဲဝင်လိုက်ပါเนาะဝင်ပြီးသွားလို့ရှိရင်ကျွန်တော်ဒုတိယအနေနဲ့ဒီထဲလဲတစ်ချက်ဝင်ပါเนาะဝင်ပြီးသွားလို့ရှိရင်ကျွန်တော်အပေါ်ဆွဲတင်လာပါเนาะအပေါ်ဆွဲတင်လာပါဆွဲတင်လာပြီးတော့ဒီမှာ ATS စာပါဆိုတာရှိပါတယ် AT စာပါတယ်ကိုတစ်ချက်ဝင်လိုက်ပါเนาะဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးပွင့်နေမှာเนาะကျွန်တော်ပွင့်နေမယ်ဆိုလို့ရှိရင်ဒါလေးကိုပိတ်ပြလိုက်ပါဟောပိတ်ပြီးသွားလို့ရှိရင်မိတ်ဆွေတို့ပုံကျညာတက်နေရဆိုလို့ရှိရင်ဒါဒီနေ့တိုင်းလေးတော့ပိတ်ပေးလိုက်ပါเนาะဒါဆိုမိတ်ဆွေတို့အနေနဲ့အားလုံးအဆင်ပြေမယ်လို့တော့ထင်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲနေတုံးဘလော့ကနေကြိုဆိုပါရစေကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုစောင့်ကြည့်နေတဲ့တယောက်ချင်းချင်းတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ကို follower like comment share subscribe လေးလုပ်ပေးပါတော့တောင်းဆိုချင်ပါတယ်ခင်ဗျာ